မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဖတ်ပြမယ့်အကြောင်းအရာကတော့စာရေးဆရာမဒေါ်ဝင်းမြင့်နန်းတော်ရှိရဲ့ထို့ကြောင့်ဝတ္ထုလိုစာအုပ်ထဲမှာထို့ကြောင့်အမှတ်ခုံကိုဖတ်ပြမှာဖြစ်ပါတယ် The Reader Channel ကနေစာရေးဆရာများရဲ့ရသစာပေဝတ္ထုလိုတွေကိုအဓိကထားဖတ်ပြပေးနေတာမို့နားထောင်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေလူဆိုတာကိုယ်ပိုင်လွတ်လပ်ခွင့်ကိုခုံမင်နှစ်သက်မြဲပဲကိုယ်ရေးကိုယ်ရာကိစ္စတွေထဲမှာဆက်ဆုစုဝင်ရောက်နှောက်ယှက်ခဲ့ရင်လည်းမုန်းတီးခြင်းကြီးစွာဖြင့်မကြည်မနက်ဖြစ်ကြရစမြဲထိုလူမှုရေးစင်လာစည်းကမ်းတွေကိုတိတိကြီးနှင့်ပင်တိတိသာသာကြီးချိုးဖောက်ပြကြ၏တခန်းလုံးငြိမ်သက်နေပါသည်ဆရာမတို့၏အသက်ရှူသံကိုပင်ကြားနိုင်ပါရဲ့စိတ်ကြောတွေကလေလေအသက်ရှူသံတွေကပြင်းလေလေလွယ်အိတ်တွေကြောပိုးအိတ်တွေတပုံတပင်ကြားမှာဟောတစားထွက်လာမစဲသောစာရွက်တူစာရွက်စာလေးတွေစာအုပ်လှတေးသေးကွေးလေးတွေတချို့ကိုယ်တိုင်ကိုယ်ကြဖုံးထားသောစာအုပ်ဖုံးတွေကြားတောင်မကြမ်းစီရအိတ်စုံနှင့်စာအုပ်ပုံကြားမှာတွန်းနှင်း၍သားကောင်ရှာသောမုတ်ဆိုးများအဖြစ်အန်ရကောင်စစ်ကိုရှာဖွေနေကြသည်ကလေးများကတော့သိမီမဟုတ်လာတလမှာသူတို့အတွက်လျှက်တစ်ပြက်နှစ်နာရီစမေးဝဲကိုမဖြေမနေရဖြေးနေကြသည်ဒီကနေ့စမေးဝဲကသူတို့အလွန်ကြောက်သောယူပဗေဒကိုသင်ခန်းစာကြီး၃ခုတောင်ပေါင်းပြီးဖြေကြရသည်ဖြစ်၍အကျိတ်နဲ့စူးစမ်းနေကြရသောအချိန်လည်းဖြစ်သည်ထိုအချိန်မှာပင်ဆရာမများကလည်းသူတို့၏စိတ်ချရာနှင့်စီးချင်းဆင်နွှဲခွင့်ကိုအပိုင်အနိုင်ယူကြရတော့သည်ထိုကိစ္စသည်စွန့်စားခြင်းတည်းလည်းဖြစ်သည်အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေလူဆိုတာကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့်ကိုခုံမင်နှစ်သက်မြဲပင်ကိုရေးကိုယ်ရာကိစ္စတွေထဲမှာဆက်ဆုဝင်ရောက်နှောက်ယှက်ခဲ့ရင်လည်းမုန်းတီးခြင်းကြီးစွာဖြင့်မကြည်မနက်ဖြစ်ကြရစမြဲထိုလူမှုရေးစင်လာစည်းကမ်းတွေကိုတိတိကြီးနှင့်ပဲတိတိသားသားချိုးဖောက်ပြကြ၏စိတ်ထဲမှာတော့နည်းနည်းလေးမှမကောင်းဒါပေမဲ့လည်းနှစ်တဝက်လောက်ရောက်ပြီဆိုလျင်ကလေးတွေဤပုံမှန်ဖွဲ့စည်းပုံများကမမှန်ကျင်တော့ခြေလမ်းတွေကလည်းပြတ်စပြူလာသည်အကြောင်းပြချက်တွေလည်းများလာသည်တကယ်အဓိကလောက်ဖြစ်သောကျောင်းကိစ္စမှာတဖြည်းဖြည်းနှင့်ပါလျက်လာသည်ကလေးတယောက်စာမရခြင်းအတွက်ပုံမှန်အတက်တွေးခြင်းဖြင့်အဖြေမှန်ကိုမရတတ်စာကြိုးစားနော်စာကြက်နော်ဟုပြောရုံနဲ့လဲမပီအတန်းငယ်တွေကလေးကစာမချေခဲ့သောကြောင့်ဟုပြောရင်လဲမလုံလောက်ခစ်ကိုကတဖြည်းဖြည်းညံ့လာတာဟုခစ်ကိုလည်းမစော်ကားသည်ထို့ကြောင့်ပြစ်ဆုပ်ပန်တဲ့မှာကလေးတိတ်ညွတ်နေသောအာယုံကိုဖမ်းမိနိုင်အောင်ကြိုးစားဖို့အတွက်ဇွတ်တင်းပင်စစ်ခင်းရတော့သည်စပွဲပေါ်မှာအပုံလိုက်တင်ထားသောရင်နှွင်းစကားစာရွက်ပေရွက်များကိုကျွတ်အိတ်တစ်လုံးထဲမှာထည့်သူတို့ဤဘေးလွယ်အိတ်ကြောလွယ်အိတ်မျိုးစုံကိုအချိန်မပြတ်သူ့နေရာနဲ့သူပြန်ထားဒါပေမဲ့လေချိန်တန်းတော့သူတို့ဤလျှို့ဝှက်ရတနာများကိုရှာကြပေလိမ့်အောင်မည်မတွေ့သောအခါစိတ်မောကြရှာပေလိမ့်အောင်မည်သူ့လောတွေးပေလိမ့်အောင်မည်တွေးနှင်းကြကွယ်တခဏတော့တောကပွေနှင်းကြအောင်ဒါပေမဲ့အဲ့ဒီတောကမိကဒီတပွဲမှာအပြတ်ငိမ့်မှငိမ့်မဲ့မီတခါမှာတော့လေကျမဤထို့ကြောင့်အဆက်ကလေး30တွင်လောင်စာစုပြီးတမင်လောင်ကျွမ်းစေပြီးမှငိမ့်ခဲ့ရသည့်ရင်ခုန်တန်လှိုင်းမိလို့ရှိခဲ့ပူပါသည်ကျမဤစိတ်အာယုံသည်ညီသည့်အရက်ဒေတာသို့မှပြန်လွှင့်ခွင့်မရှိတော့ပါကျမဤလက်ထက်မှကင်တွယ်ထားရသောအကြောင်းအရာများသည်တကယ်တော့လူမှုရေးကိစ္စတည်တံ့တာဖြစ်ပါသည်ထို့ကြောင့်စကားရှုပ်နားရှုပ်လို့၍မရပါထို့ကြောင့်ပင်ကျမတို့တင်းစီရှာဖွေထားသောစာရွက်စာအုပ်ကိစ္စများအတွက်တာဝန်ရှိဆုံးကျမကသာစိတ်ဆက်သေးချစွာဖတ်ရှုရပါသည်မလိုအပ်လျင်ညီသူကိုမှအတိမပေးတော့ပဲတက်ဆိုင်သောကလေးတူတွေကိုသာအကျိုးသင့်အကြောင်းသင့်ဆွေးနွေးပြပါသည်ထို့အလုပ်သည်တူပေါ်တူပြည့်စုံစွာနားမလည်နိုင်သေးသောအချိန်တွင်
အစင်မပြေလှတော့လဲပြပြချီချီငန်းငန်းဖြည့်ရှင်းနိုင်ရင်တော့ကျမတို့၏အဓိကပြတ်မှတ်ဖြစ်သောစမေဝဲရမှတ်များအတွက်အမှတ်တိုးစီသောနီလန်ကောင်းလဲဖြစ်ရပါသည်ကျွတ်အိတ်ကြီးထဲမှစာအုပ်တို့ကိုဆွဲထုတ်လိုက်သည်အမှတ်မဲ့ကြည့်လျင်တော့လေ့ကျင့်ခန်းစာအုပ်ရွယ်စားပင်ဒါပေမဲ့စာအုပ်ဖုံးလေးကလှသည်စီးပွားရေးသမားများကလည်းစိတ်ကူးကောင်းလေစွာတွန်လဲလေးတစ်ခုထဲမှာဘဲဝါလေးနှစ်ကောင်ဘဲမလေးကပန်းလေးတစ်ပွင့်ပန်းလို့အသေးပုံခေါင်းလေးကနှလုံးနှင်းစီပန်းနီရဲရဲလေးကိုဇာကျိုးဖြူလေးနဲ့စီထားသောပန်းစီလေးကတစ်စီဖဲကျိုးဝါလေးစီထားသောခေါင်းလုံးလေးကတစ်စုံဆယ်ကျော်သက်ကလေးများရင်ခုန်ခြင်းစရာသင်္ကေတအပြည့်နှင့်စာအုပ်ကလေးစာမျက်နှာကိုဖွင့်လိုက်သည်အမေစာအုပ်တစ်အုပ်လုံးပြည့်လူနီးပါလားတယောက်တည်းရေးထားတာတော့မဟုတ်အပြန်အလှန်ရေးထားကြသည်ဇလန်တစ်ပုဒ်စာတော့ရှိမည်အသေးချာအရေးမဖတ်ကြည့်ုံမျှကောင်မလေးဥဆောင်မှုများကိုတွေ့မြင်ရသည်ဒီခြားတိတ်မှလည်းမေပဲလေဟိုတလောစီကသူ့သမီးကလေးညတိုင်းအေးပြက်ခံပြီးစာရီကျက်တဲ့အတွက်တနာရလွန်းလို့ဒါပေမဲ့အစမ်းဆောင်မေးပွဲမှာရလာသောအမှတ်များကလုံးဝအားရစရာမရှိရှမလို့စစ်ဆေးတဲ့အမှတ်ပေါင်းလေးတွေများမှားပြူနေလားလို့ပြန်ကြည့်ပေးပါအောင်ဟုဆိုလာခဲ့သေးသည်ရပါလေကိုယ်တိုင်ပြန်ကြည့်ပါပြန်စစ်ပါ6ဘာသာလုံးကလေးဖြီတဲ့အဖြေလွှာရှုပ်ပြီးပြလိုက်တော့မှအသွင်ကတစ်မျိုးပြောင်းသွားသည်ရှာမရဲ့သမီးကစာဖြင့်ကြိုးစားရှာပါလေချက်ပြီးမေ့သွားတာများလားဒါဆိုဘယ်လိုလုပ်ရမလဲရှာမတို့ရှင်းပြတာကိုသူနားမလဲတာလားထိုအမေကအာမနာရသူဖြစ်လေသည်သူသမီးတိုးတက်မှုများအတွက်သမီးကိုဗဟုပြု၍မစင်စားသူလည်းဖြစ်သည်ကျမ၏ထို့ကြောင့်အဆက်များတွင်ပြောဆိုရခက်ခဲလှသောထိုအမေမျိုးတွေလည်းရှောင်ကွင်း၍မရနိုင်ခဲ့ပါပြီအခုတော့တွေ့ပြီကျမ၏လက်ထက်မှာသူ့သမီးစိတ်အာယုံဘဲသို့တိမ်ညွတ်နေသည်ဆိုသောတက်သည့်အစ်မှန်ကြီးကိုကင်ထားပါလျက်ငူကြီးစဉ်းစားနေရပြန်ပါသည်ရဲ့ကျမလှုပ်သောအလုပ်သည်ကလေးအဖြစ်ကိုရှာရမှာဟုတ်သူတစ်ပါးကိုအပြစ်ရှာရသောအမေ၏အမားကိုလည်းထောက်ပြရမှာဟုတ်ကလေးကိုသာစာစီသို့အာယုံဦးလှည့်စေရန်ဖြစ်ပါသည်ထိုကိစ္စအတွက်အလှပဆုံးဖြေရှင်းနိုင်ရန်စာအုပ်ကိုနောက်တစ်ခေါက်စစ်ဆက်ထပ်ဖတ်ရပြန်သည်ဟော့တော့ဒီကနေ့29ရက်5လ2000ပါလားအေးကြည်စမ်းတိုးရီဒီနေ့နုံကျောင်းကိုခွင့်တိုင်ထားတယ်ဒီနေ့တိုးမွေးနေဆိုတော့နုံကတိုးကိုမွေးနေလက်ဆောင်လဲပေးမယ်တိုးနဲ့အတူတူတစ်ခုခုလဲစားမယ်လीနုံတို့အရန်ကန်ကောင်းတယ်သိလားအိမ်မှာဘယ်သူမှမရှိကြဘူးမမတို့ခီးထွက်သွားကြတယ်လीထမင်းချက်တဲ့အမကြီးကိုမုံမိုးပေးထားပြီးပြီထမင်းစားကြောင်းစင်းတဲ့အချိန်မှာနုံတို့အိမ်သားလေးမှာနက်ခင်းဆိုင်အဲ့ဒီနက်ခင်းဆိုင်ကလေးလေတိုးတီလားတီအောင်စူးစမ်းပေါ့တိုးရဲ့လာနိုင်အောင်လဲစွန့်စားပေါ့နုံကတိုးကိုချစ်တဲ့အတွက်ကြောင်းလဲလစ်ပြီးပြီစီလဲစီစဉ်ပြီးပြီနုံဘက်ကချစ်တဲ့အကြောင်းတက်သေးတွေပြပြီးပြီဆိုတော့တိုးအလှည့်ပေါ့ဒါပဲနော်တိုးတကယ်ချစ်သလားမချစ်ဘူးလားလို့ဖြေရမယ်နုံစစ်တဲ့စာမေးပွဲပဲဖြေပြီးတော့ချစ်တဲ့နုံတဲ့မြတ်စွာဘုရားထမင်းစားကျောင်းကလည်းရှင်းငံနီသူတို့နှစ်ယောက်မတွေ့ခင်တိုးဆိုတဲ့ဇက်လိုက်ကိုအရင်ဥစွာခေါ်ပြီးစုံစမ်းမှဖြစ်မိစမေဝဲပြီးချင်းတိုးရကြကိုရှာမစီလွတ်လိုက်စမ်းမဟုလှမ်းခေါ်လိုက်ရ၏ဒီကောင်လေးဤအသွင်မြင်မူရာဖြင့်တကယ့်ကိုကလေးလေးပါစာအုပ်ထဲမှာလည်းသူရေးချင်တာတွေရှောက်ရေးထားတာရည်စရာရည်စားထားသည်ဟုသာဆိုတော့လဲစေကျော်တက်ကလေးများဤမနုမနတ်ရင်ခုန်တန်ကတနာစရာချစ်စရာရဲစရာကောင်းလာ၏ကျမမှာသူတို့ဤရှာမဖြစ်နေသောကြောင့်သူတို့ဤရင်ခုန်တန်ကလေးများကိုချစ်စနိုးဖြင့်ကြည်နေခွင့်ကလည်းမရှိပိတ်ဆို့ကာစီရအောင်မည်လေဒါထမင်းစားကြောင်းစင်းရင်မနေ့ကမရသေးတဲ့စာတွေရှာမစီမလာပြီးအလွတ်ရေးရမယ်ထမင်းမြန်စားထား
ကျမ၏အကြည့်ကသူ့မျက်နှာမှာဘလို့မူရပြောင်းသွားမလဲနုံနို့ထန်သွားရန်ကျမကိုဘလို့လှည့်ကွက်ဖမ်းမလဲတတိကြီးစွာစောင့်ကြည့်ရ၏ဟုတ်ဆရာမဘယ်ချိန်လာခဲ့ရမလဲအေးဒုက္ခပဲဒီကောင်လေးမျက်နှာအမူအရာမပြောင်းသည့်အပြင်ကြက်ပီးသားစာရီတောင်လာရေးအောင်ကြီးတဲ့သူ့ကိုဘလို့အေးရပါစာမဖတ်ပြီးရလားမသိပါဘူးမင်းထမင်းစားပြန်လာလားဒီမှာစားမလားထမင်းချိုင်လာဖို့သွားပြီဆရာမတာဒီနေ့မနေ့စမေးဝက်ရှိလို့အိမ်မပြန်ဘူးဆိုပြီးပြောခဲ့လို့လာပို့တာဒါဆိုထမင်းစားကြောင်းစင်းချိန်မှာမင်းအပြင်မထွက်ဘူးပေါ့မထွက်ပါဘူးတဲ့ကဲပြီးပါရောကျမသူ့ကိုဗာမေးကွန်းဆက်မေးရမှာမသိကျမမှလည်းရှိစုမဲစုပရိယေကဂုံသွားပြီသူကတော့ဘလို့သဘောရှိမှမသိနိုင်မတတ်နိုင်တော့ပါဘူးလေဆိုပြီးကျမသူ့ကိုတဲ့တဲ့ပင်မေးရပါသည်နုံနုံစောင့်နေမဲ့စီမသွားတော့ဘူးလားကလေးကအန်ဩဟန်တစ်ချက်တော့ဖြစ်သွားပါရဲ့ဒါပေမဲ့သူ့ဟန်ပန်ကတုံလှုပ်သွားပုံမရတရက်ကလေးများပင်ပေါ်အောင်ပြုံးလျက်ဟီမသွားပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူပြောတဲ့နေရာတားမသွားရဘူးပြီးတော့ဟိုလေဒီနေ့တားရဲ့မွေးနေ့လည်းမဟုတ်ဘူးဟုရီလဲပြောပါသည်ရှမကလည်းဒီလိုပဲရှောက်ရွှေ့ကြတာပဲပေါ့သူကအတီပေါက်ကြီးမွေးနေ့လက်ဆောင်ပေးမယ်ပါညာနဲ့တားဘာဆက်လုပ်ရမှမသိဘူးနောက်ပြီးသူ့ကိုဝက်ကျွေးဖို့ပတ်စံလဲပါမှမပါဘူးသူပြောတဲ့နက်နက်ခင်းဆိုင်ဆိုတာလဲတားမသိဘူးတဲ့စာမရတဲ့ကလေးစာမီးခံရပြီးဒုက္ခရောက်နေတယ်လို့ဒုရစာကသူ့ဒုက္ခကိုချစ်ချင်းငေါငေါနဲ့ပြောပြသည်အေးဟုတ်ပြီဒီနေ့တားကိုဆရာမခေလိုက်ပြီနော်တားဆရာမကိုကျေးဇူးတင်ရမယ်ကျမကကျေးဇူးရှင်ကြီးလေးသားနဲ့တငယ်ချင်းတစ်ဖွဲ့ပြောတော့ဆရာမတားကိုမရိုက်ဘူးပေါ့ဟိုမမေတို့ကိုလည်းမတိုင်နဲ့လေတဲ့တိုင်ပါဘူးကွာမင်းတို့ဟာကဘာမှမဟုတ်တာဒါပေမဲ့မင်းနုံနုံနဲ့စာရီဆက်ရေးမနေနဲ့တော့ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲအလုပ်ပြတ်တာပေါ့စမေးဝက်ကဖြေးရအောင်မယ်လေစာချက်ချိန်မှာစာရီခိုးမကြီးပဲစာနေနေပို့လုပ်ကြည့်ပါလားမင်းဒီထက်အမှတ်တွေတက်လာမှာရီစာများစမေးဝက်ပြီးရင်ထားပါလေနောက်ပြီးရီစာဖြင့်ကောင်းကောင်းဖြောင်းဖြောင်းတောင်မရည်တတ်သေးပဲနဲ့အဲ့ဒါလေနောက်မှလေ့ကျင့်ရအောင်မှမဟုတ်ဘူးလားကောင်းစုပ်လေးရဲ့ကလေးကကျမကိုနှစ်နှစ်ချိုက်ချိုက်ပြုံးရလျက်ခေါင်းငိမ့်သည်သူ့ကိုကြည့်ရတာပေါ့ပေါ့ပါပါဒါပေမဲ့ပြောစရာတစ်ခုခုရှိနေသေးတယ်လို့ပဲဆမဟိုလေသူကစာရီရင်းနေသေးရင်ဘယ်လိုလုပ်မလဲဆမတာဝန်ယူတယ်မင်းကသာဂရီတီသူတကယ်လို့တားချီကိုဒီစာအုပ်ထပ်ပို့ရဆိုရင်တားကဆရာမကိုတိတ်တိတ်လေးလာပေးပေါ့ဘာလာပေးတယ်လို့ဆရာမကပဲပြောမလဲချစ်ရှင်းပေးမယ်လေဘယ်နဲ့လဲဆိုတော့โอเคစိန်လိုက်ဆရာမတဲ့ကဲကျမတို့ညောင်ပြောနေကြပုံတွေတပားသူเจ้าမတောင်စိုးမိပါရဲ့ဒါပေမဲ့ကျမအတွက်ကတော့တကယ့်ကိုထွန်းတောက်လန်းလန်းမိတပွင့်ချေကလေးကိုကျေနပ်စွာပင်ခွင့်လွှတ်ရင်ပီတိဖြစ်မဆုံးကိုရွှေတွန်းနှင့်သဘောတူစာချုပ်ချုပ်ပြီးခါစားမှာမိလယ်မနုံနုံနှင့်တွေ့ရန်အမြန်စီစဉ်ရပါသည်တော်ပါသေးရဲ့လေထမင်းစားကြောင်းစင်းရန်နိုင်ဝက်တာလိုသေးတော့သူချင်းသည့်နက်နက်ခင်းဆိုသောဆိုင်လေးဤဒီနေရာကိုအမြန်စုံစမ်းလျက်ဆိုင်ကစီကျွမ်းကျင်သောဆီယာမတယောက်ကိုလိုက်ပို့ခိုင်းရပါ၏ကိုမနဲ့ခင်းမှထားခဲ့တနားရီကျော်မှပြန်လာကျွန်းတော်ဟူမှာပြီးဆိုင်လေးတဲ့ကိုလှမ်းဝင်လိုက်သည်အိုးလှလိုက်သည့်ဆိုင်ကလေးစူစူစိမ့်စိမ့်ပန်းကလေးများနေပန်းမောင်းမှုလိုမကျင်းမကျဲအခန်းကမြေပြင်ပေါ်မှာပဲရှိ၍လွတ်လပ်နေသည်နှစ်ယောက်သုံးယောက်မတ်တက်စပွဲကလထိုင်ဖြူဖြူတန်းတန်းကလေးများနှင့်လေရှိပန်းဖြူကလေးမှာတပွင့်စနှစ်ပွင့်စပန်းငန်းငိုက်ကလေးတွေတီးတန်ငိမ့်ငိမ့်ကလေးအချင်းငှဲ့ကိုခေါ်ကြသောဝါဝါပြပြစိမ့်စိမ့်ငှက်ကလေးနှစ်ကောင်စီရှိသော
ငှက်လောင်အိမ်ကလေးများနဲ့အစားအစာတွေကလည်းစုံစုံလင်လင်ရွှေတောင်ခောက်ဆွဲနန်းကြီးတုပ်ပဇွန်တမ်ပူရာဆိုင်နဲ့အစားအစာတို့၏ဆွဲဆောင်မှုကြောင့်နိုနိုလာကိုစောင့်ရည်ဆွေးနွေးရန်စကားစားရှာဖို့တောင်မေ့ချင်းဟောလာပါပြီမိနိုနိုဘိုင်းရောင်နုနုကာဝင်ရှေဝဲဝဲလေးနဲ့စပင်းညိုညိုပျော့ပျော့အီအီလေးခါကာနဲ့စပွဲနာကိုရောက်သည့်အထိကျမမှမသိကျမကဂျာနယ်တအုပ်ကိုထောင်ရွေးဖတ်ဟန်ပြူရင်းစောင့်နေတာဆိုတော့ကျမ၏အတန်ကိုတမင်တိုးနှိမ်လျက်သမီးနုနုလာရှမနဲ့မုံစားရအောင်ဟုခေါ်လိုက်သည်ရုတ်တရက်ဆိုတော့လန့်လဲလန့်သွားပြီးမျက်နာတွေလည်းပြတ်သွားသည်ပြီးမှတွန့်ဆုတ်လျက်တိုးတိမ်သောအတန်ဖြင့်ရှမမုံလာစားရလားဟုနှုတ်ဆက်သည်ကျမကဝိမနေတော့ပဲသမီးစီလာတာလာထိုင်ဆိုတော့ကလေးမမငြင်းရရှာပြီဟိုဒီတော့တစ်ချက်ဝေ့ကြည့်လိုက်သေး၏ဒါပေမဲ့အင်းကြီးရစွာပင်ကလထိုင်မှဝင်ထိုင်သည်ကဲသမီးပါစားမလဲရှမကတော့ရွှေတောင်ခောက်ဆွဲသိပ်ကြိုက်တာသမီးကြိုက်တာမှားလိုက်နော်စားရင်ရှမတို့အေးစီစကားပြောရအောင်အလွန်လျင်သောမိန်းကလေးကသူ့အဖြစ်သူတည်သွားပုံပဲဒါပေမဲ့တိမ်မွှေ့ဘာနဲ့စွာပင်ပြောင်းနေတယ်သမီးနဲ့ရှမကြိုက်တူတယ်ရှမကိုသမီးကြွေးရမှစားမှနော်ဟုညွှဲ့၏စားမှာပေါ့ငါသမီးချောချောလေးကိုကြည့်ပြီးစားရမှာပေါ့ဟုသူ့ဆံရွယ်လေးတွေကိုတတ်လျက်ကျမကချစ်စနိုးပြောမိ၏ထိုအချိန်မှာတေးကြတာတခုကကျမဟန်ဆောင်ပြောတာမဟုတ်ချင်ပါနုနုကလွန်စွာပင်ချစ်ခင်မြတ်နိုးစရာကောင်းသောကလေးမလေးဖြစ်ပါသည်စာကလည်းလှုပ်လျင်လှုပ်သလောက်တော်ကြောင်းကျမသိသည်ကျမနုနုကိုတကယ်မေတ္တာစိတ်ရင်းနှင့်ပင်အကျိုးအကြောင်းများကိုအမှန်တိုင်းပြောပြရပါသည်ရှမတို့တစ်နှစ်တစ်ခါတော့အနည်းဆုံးလုပ်လေးရှိတဲ့အလုပ်ပါပဲသမီးရဲ့ဘသူ့ကိုမှတော့မြည်ရွယ်ပါဘူးဒီလိုပဲစာတို့စာတွေရောစာအုပ်တွေရောအများကြီးတွေ့တာပေါ့တခါတလေရန်ဖြစ်ဖို့ချိန်တဲ့စာတွေတွေ့တော့ရန်မဖြစ်ခင်ပြေးပြီးတားနိုင်တာပေါ့တချို့စာလေးတွေလည်းအရန်ရည်ရတယ်ရှမတို့ကြောင့်သတင်းတွေရေးထားတာလည်းဖတ်ရရဲ့အိမ်ငိုက်တဲ့အကြောင်းရေးထားတာလည်းဖတ်ရရဲ့ရှမကသမီးရဲ့စာအုပ်အတွက်အပြစ်တင်မှုစိတ်ဆိုးလို့ရမဟုတ်ပါဘူးတတိယလာလေးတစ်ခုပြောပြမလို့ပါကျမကရှေဝေးပြောပြရင်သူ့စိတ်အေးအောင်ဥစွာနှစ်သိမ့်လိုက်သည်ခြားတိမ်မလေးကကျမကိုတိတ်ယုံကြည်ဟန်မရှိပေမဲ့တည်ငြိမ်စွာပဲနားထောင်နေပါသည်ဒီလိုလေသမီးရဲ့သမီးကိုမမကတူဦးရီသောသမီးဆိုတော့အရန်ချစ်တယ်မဟုတ်လားသူများတွေရဲ့အမေလိုချစ်ယုံအလိုလိုက်ယုံနေမဟုတ်ဘူးသမီးအတွက်ဆိုဂုံယူခြင်းသေးတာလေမဟုတ်ဘူးလားဆိုတော့ကောင်းကြီးဤသမီးကိုလည်းအပြစ်မတင်ရဘူးသမီးအမှတ်နေတာတောင်ရှမတို့အစ်မှားသလားလို့လာမေးသေးတာမှတ်မိလားမျက်လုံးဖြူဖြူကလေးနဲ့ဥကောင်းလေးကိုစောင်းခဲ့ပြီးမှတ်မိကြောင်းပြော၏အေးလေဒါကြောင့်ရှမကသမီးကိုတတိပေးချင်တာတကယ်လို့များမမတီချောင်းတီးသွားရင်ဘယ်လိုခံစားရမလဲတွေးကြည့်ကျမသူ့ကိုငေးကြည့်မိသည်ကလေးမလေးငိမ့်နေသည်အရန်ကိုရှက်သွားရှာမှာပဲလေရှင်သမီးအမှတ်နေတာဒါကြောင့်လို့ဆရာမပြောလိုက်ရင်ကဲဘလောက်တနာစရာကောင်းမလဲသူ့မှာစီးပွားကလည်းရှာရသေးတယ်အင်ကိစ္စတွေကိုလည်းလုပ်ရသေးတယ်သူတိတ်ချစ်တဲ့သမီးလေးကသူထင်ထားသလိုစမ်းကြိုးစားဘူးလို့သိလိုက်ရင်အရန်ကိုဆွေးရင်သွားမှာနောက်ပြီးဒီရွယ်ကလေးနဲ့ဒီလိုလုပ်ရပါမလားဆိုပြီးစိတ်တွေလည်းတူအောင်မှာတူတူငင်းငင်းလေးဖြစ်နေရမှမျက်ရည်များတောင်လဲနေရှာလိမ့်ပြီဆက်ရှင်တော့ရှော့အောင်ပါငိုချလိုက်ရင်ဒုက္ခဆီယမစိတ်ကူးထားတာကတော့ဒီစာအုပ်ကိစ္စကိုသမီးမိတ်လိုက်တော့ဒီကိတ်ကိုဘာမှမစဉ်းစားနဲ့တော့ဆီယမဒီကလေးယူလာတယ်ရော့ထဲလိုက်ဟုတ်ပြီဟောဒီမှာဒီချုပ်ဆက်လေးနဲ့ချုပ်လိုက်ကဲပြီးရောမဟုတ်လားခုချိန်ကစပြီးသွားပြီအေးစေပဲမမပြန်လာရင်လည်းပုံမှန်တိုင်းပဲနေစာကူပူပြီးကြိုးစားဟုတ်လားရှမကိုလိုတာပြောကဲစာရှမလည်းပြောရတာတွေများတော့မောလဲမောပြီစာလဲစာပြီ
ကျမကတူတူပြပြရှင်းလိုက်ပြီးတွတ်တွတ်စားနေချိန်မှာသူကတော့ဆယ်ကျော်တက်တို့၏မူရတိုင်းရွကလေးနဲ့လျက်ရှမဟိုလေဒီเจ้าကိုတိုးရစာတိလားဟုမေးနေပြန်သည်ကျမကခေါင်းကိုခါရမ်းလျက်သမီးဘာမှစဉ်းစားလဲမနေနဲ့တိလဲတိချင်မနေနဲ့တော့သမီးကသာသူ့ကိုစပြီးမဆက်သွဲပါဘူးလို့ရှမကိုကြိပေးတကယ်လို့သူ့ဘက်ကစပြီးဆက်သွဲလာရင်လည်းရှမကိုပြောအကုန်ရှမတောင်းဝင်ယူနိုင်တယ်လုံးဝစိတ်ချချီနှောင်လျက်အားပေးရသည်သူကခေါင်းညှိမှသည်ရှမကသမီးကိုတသက်လုံးဒီအတိုင်းနေသွားရမယ်လို့ပြောတာမဟုတ်ပါဘူးအချိန်တိုင်းတာတစ်ခုအတွင်းမှာဒီစာအုပ်ကိုတင်ထားမယ်လို့ဆိုလိုတာပါဒီစာအုပ်လေးကိုသမီးတကယ်တမိုးထားရင်ဂုံနုတွေအများကြီးနဲ့အောင်တဲ့နေ့မှာသမီးကိုပြန်ပေးမယ်ကဲကလေးကိုကျမမလုံးများပေးတယ်လို့ဖြစ်သွားလေသလားမသိမတတ်နိုင်တော့ပြီကျမဤထိုးကြောင့်ကလေးများအတွက်အရှင်ပြေမည်ဟုထင်သောစွန့်စားမှုကိုစမ်းသပ်လိုက်ရခြင်းသာဖြစ်ပါသည်အမှန်တကယ်ပင်နိုနိုဤမေမေကိုကျမအတိမပေးခဲ့ပါဒူရဇာဤအိမ်ကိုလည်းအတိမပေးခဲ့ပါကျမဤအာယုံများကိုအစွမ်းကုန်နိုးကြားစေလျက်စောင့်ကြည့်ခဲ့ရပါသည်အောင်စင်းစာရွက်ထဲမှာအမိရှိပါနိုင်မှုမျှသာကြားမြင့်ခဲ့သောပိတ်ပင်မှုကလေးတွေအတွက်ဝစ်လည်းမြဲဆိုရင်လည်းခဏလေးဝေးတဲ့ဝစ်သေးသေးလေးသာဖြစ်တန်ကောင်းပါရဲ့လေဝင်းဝင်းမြင့်နန်းတော်ရှိ2008ခုနှစ်ဩဂတ်ဖုန်ငုံဆယ်ကျော်သက်မဂ္ဂဇင်းကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ထို့အကြောင်းတွေကိုနားဆင်နိုင်မှုအတွက် The Reader Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ